တောင်ကိုရီးယားနိုင်ငံရဲ့စာသင်ခန်းတစ်ခုအတွင်းအပြေလွှာတိုက်စစ်နေတဲ့အတန်တွေနဲ့စုညံနေပါတယ်။ဘောပင်ကိုကြစ်ကြစ်ပေါအောင်စုပ်ကိုင်ရင်ဇပွဲကိုထုရိုက်လိုက်တဲ့အတန်ကြောင့်ရုတ်တရက်တိတ်ဆိတ်သွားတဲ့အခန်းထဲအတူကျောင်းသားအလုံးရဲ့အာယုံဟာတနေရာမှာစုစည်းသွားပါတယ်။ထိုကျောင်းသားဟာထိုင်ရာကထိုက်ရက်လိုက်ပြီးနောက်စက္ကန့်ပိုင်းတွင်လှည့်မြန်တဲ့တုတ်ပြန်မှုတစ်ခုကိုပြုတ်မှုလိုက်ပါတယ်။လွန်ခဲ့သော73ရက်ခန့်ပြောဆန်အထက်တန်းကျောင်းမှယွန်းရှိဝန်းဆိုတဲ့ကျောင်းသားဟာကျောင်းကိုဝေလီဝင်လင်းအချိန်ကတည်းကလာလိရှိပြီးလမ်းလျှောက်ရင်းတော့သူလေးလာရမယ့်စာတွေအကြောင်းတွေးနေလေးရှိပါတယ်။တဦးတည်းတီးခြားနေတတ်ပြီးစာကိုပဲတစ်ဆိုင်မလုံနေတတ်သူမို့ဆရာတွေကိုယ်တိုင်အတိမတ်ပြုပေမဲ့မကြည်လဲသူအချို့ကတော့မျက်မုံကျိုးနေကြပါတယ်။ရောင်မင်းတို့ကျောင်းသားတတိုက်ဟာအတန်းထဲကရိုးရိုးအေးအေးနေလေးရှိတဲ့ကျောင်းသားတွေအပေါ်ဘူလီလောက်တတ်ကြပြီးနားနေချိန်မှာတော့ခုံနဲ့မကွာစာလုံနေတဲ့ရှီယွန်းကိုဖနက်နဲ့ပြစ်ပေါက်ကရန်စပါတယ်။မတော်တဆဖြစ်သွားပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့လှောင်ပြောင်နေကြတာမို့နောက်တစ်ခါဆိုတတိထားဖို့ခက်အေးပြန်ပြောရင်စာပြန်လုံနေလိုက်ပါတယ်။ဒါကိုမကြည်မနှက်ဖြစ်သွားတဲ့ရောင်မင်းဟာကျောင်းသားအလုံးကမင်းကိုပြန်မုန်းနဲ့ဆိုတဲ့စကားနဲ့ထပ်မံရန်စပြန်ပါတယ်။ဒီအချိန်အခန်းတကားဖွင့်ပြီးဝင်လာတဲ့စီနီယာတန်းကကျောင်းသားအချို့ဟာအန်းစုကိုဘယ်မှာလဲလို့မေးနေရကြောင်းအိပ်ပျော်နေတဲ့ကျောင်းသားကိုဝိုင်းညွှန်ပြလိုက်ပါတယ်။သမီးကြီးသားကိစ္စနဲ့မှုန်ပြီးဂမူးရှူတို့တိုက်ခိုက်လာတဲ့စီနီယာတန်းဘေ့စ်ဘောကစားသမားတွေကိုအန်းစုကပေါ့ပါစွာပညာပေးနိုင်ခဲ့ပါတယ်။ရန်ပွဲကြောင့်သူ့ဘောပင်ထဲတဲ့အိပ်ပြုတ်ကျသွားလို့မကြည်မနှက်ဖြစ်နေသူရှီယွန်းကိုလည်းအသေးချာပြန်တောင်းပန်ခဲ့ပါတယ်။ Broken Family မှာကျင်လည်ခဲ့ရတဲ့ရှီယွန်းအတွက်လူတွေနဲ့အမွေနဲ့စိတ်ကြောင့်စာကိုသာတစ်ဆိုင်မမတ်လုံနေတာဖြစ်ပါတယ်။နောက်တရက်ကျောင်းကိုရောက်လာတော့ကာယချိန်မှာဝေးရမယ်ဝတ်စုံပြောင်းနေတဲ့အခါရောင်ပင်တို့အဖွဲ့ကိုသာလှည့်ကြည့်လိုက်ပါတယ်။စာသင်ချိန်တိုင်းအိတ်နေလေးရှိတဲ့အန်းစုကတော့ကာယချိန်တွေမှာအရေးချင်းပြေးမိတာကြောင့်ဆရာတွေကအားကစားတက္ကသိုလ်တက်ဖို့အကြံပေးပါတယ်။သူနဲ့စန့်ကျင်ဘက်စာချပိုးရှီယွန်းကတော့မီတာ400ကွင်းဆက်ဘတ်စံချိန်ကိုလမ်းလျှောက်ပြီးအဆုံးသတ်နေရပါတယ်။ဒါကိုလောင်ပြောင်နေတဲ့ဤကြောင်ချမ်းဆိုတဲ့ကျောင်းသားကိုမြင်းမြင်းကတ်လာသူအန်းစုကိုတယောက်ဖနက်နဲ့ချွတ်ပစ်ပါတယ်။ပြီးတော့ပြန်ကောက်လာပေးဖို့အမိန့်ပေးပြီးနာမည်ကိုမေးကတတိထားနေဆိုတဲ့အကြည့်နဲ့ပြန်လွှတ်လိုက်ပါတယ်။သူများတွေ9မိနစ်နီးပါးနဲ့ပန်းဝင်လာချိန်အမောဆုပ်ပြီး10မိနစ်နေမှရောက်လာတဲ့ရှီယွန်းကိုအားလုံးကလှောင်ပြောင်နေကြပါတယ်။အတန်းထဲမှာလည်းမကကာယချိန်မှာပါအရင်ကိုဖွက်ပြီးအနောက်ရှက်ပေးနေသူရောင်မင်းအားဒီလောက်နဲ့ရက်လိုက်ဖို့တတိပေးခဲ့ပါတယ်။တက်လုံမကောင်းဖြောင်းအောင်မပြေးနိုင်မှတိကြတဲ့ရောင်မင်းတို့အဖွဲ့ကတော့လူမိုက်ထဖမ်းနေတဲ့ရှီယွန်းကိုပုံစံပေးဖို့ပြင်လိုက်စဉ်ဆရာတယောက်ရောက်လာတာကြောင့်လှုပ်ပေးလိုက်ရပါတယ်။အိမ်မှာစာလုပ်နေသူရှီယွန်းထံပစ္စည်းလာဖို့တာပါဆိုလို့တကားဖွင့်ပြီးလိုက်တဲ့အခါအန်းစုကိုဖြစ်နေပါတယ်။သူမမာထားဘူးဆိုတာကြောင့်လိမ့်စာစစ်ကြီးတော့မှတိုက်ခန်းမာတက်လာတာနဲ့မထူးတဲ့အစုံရေတစ်ခွက်လောက်တိုက်ရန်တောင်းဆိုပါတယ်။ဘာလို့တိုက်ရမှာလဲဆိုတဲ့ရှီယွန်းရဲ့စကားကိုမကြားချင်ဟန်ဆောင်ကရေမတောက်ရရင်မပြန်ဘူးဆိုတဲ့ပုံစံနဲ့ဝင်ထိုင်နေရကြောင်းရေခတ်တိုက်လိုက်ရပါတယ်။နောက်တစ်ရက်အိုးပုံစော့လို့အမည်ရတဲ့ကျောင်းသားအသစ်တယောက်ပြောဆန်အထက်တန်းကျောင်းကိုပြောင်းလာပါတယ်။ထုံးစံတိုင်းတားကောင်ရှာနေတဲ့ရောင်မင်းတို့အုပ်စုကကြက်နေစဉ်သူ့ဆိုင်ရိတ်ခုံပေါ်ထိုင်နေသူရောင်မင်းကိုရှီယွန်းကမောင်းထုတ်ပါတယ်။ထွက်မလာဘူးဆိုတာနဲ့ဘောပင်ကောက်ယူလိုက်တဲ့ရှီယွန်းကြောင့်ရန်ပွဲဖြစ်တော့မဲ့အချိန်နောက်ဆုံးကုန်ကသူ့ကိုတယောက်သူကောင်းကောင်းအိတ်ချင်လို့တိတ်တိတ်နေကြရန်ပြောလာပါတယ်။ဒီကိစ္စကိုမကြေမလည်ဖြစ်သွားကြတဲ့ကြောင်ချမ်းတို့ကသူတို့ကိုမခန့်လေးစားလုပ်နေတဲ့ရှီယွန်းကိုဒီတိုင်းထားမလို့လားလို့ရောင်မင်းကိုတွေးထိုးပါတယ်။လေဘိညစ်ပြီးချင်းချောက်ထားတာတောင်ကြောက်လန့်မသွားတဲ့စာချဘိုးကိုအစင်းကြောက်အောင်လုပ်ပစ်မယ်လို့တိုင်ပင်လိုက်ကြပါတယ်။အဲဒီနောက်သူတို့စေးသုံးနေကြကလပ်